ပြီးခဲ့တဲ့အပိုင်းတုန်းကရှောင်းဖန်နဲ့ပြည်အောင်တို့ဟာအန်ဒီရဲ့များလာတဲ့ဂူဟောင်းကြီးတွေကနေအတူတူလွတ်မြောက်လာခဲ့ကြပါတယ်။ဒါပေမဲ့အပြင်ရောက်တာနဲ့ရှောင်းဖန်ရဲ့မိစ္ဆာတွေပေါ်ထားတဲ့အမြင်မကြည်လင်မှုတွေကြောင့်ပြည်အောင်ကစိတ်ဆိုးမှန်ဆိုးနဲ့ရှောင်းဖန်ကိုထားရစ်ခဲ့ပြန်ပါတယ်။အဲ့ဒီနောက်ရှောင်းဖန်တယောက်လမ်းဘေးဆိုင်လေးတစ်ခုမှာနားနေတုန်းပြည်အောင်ရဲ့အဖေရန်ဝမ်နဲ့ထိတ်တိုက်တွေ့ပါတော့တယ်။ရန်ဝမ်ကရှောင်းဖန်ရဲ့အရေးချင်းကိုသဘောကျလို့သူ့ကိုင်းထဲဝင်ဖို့စကလုံးတွေနဲ့ဆွဲဆောင်ပြီးမဲ့ပါနဲ့တဲ့ရှောင်းဖန်ကရိတ်မိသွားပြီးမြို့တစ်မြို့စီကိုခီးဆက်ခဲ့ပါတယ်။အဲ့ဒီမြို့မှာတော့လူသူကင်းမဲ့ပြီးလူတိုင်းကအမီသုံးချောင်းမိစ္ဆာရဲ့အန်ဒီရဲ့ကိုကြောက်လို့အိမ်တကားတွေပိတ်ပြီးပုံနေကြရပါတယ်။အဲ့ဒီအချိန်မှာပဲအမှန်တရားဘက်တော်သားကျင့်ကြံသူဖုံးတော်ကြီးတစ်ပါးရောက်လာပြီးရှောင်းဖန်နဲ့အတူမိစ္ဆာကိုအပြက်ရှင်းဖို့တောနက်ထဲကိုထွက်လာခဲ့ကြပါတယ်။ Current scene. အခုဒီပိုင်းမှာတော့ရှောင်းဖန်နဲ့ဖုံးတော်ကြီးဟာအမီသုံးချောင်းမိစ္ဆာမြေခွေးခိုအောင်ရာတောအုပ်ကြီးတဲ့ကိုရောက်ရှိလို့နေပါပြီ။ပတ်ဝန်းကျင်တစ်ခုလုံးကလည်းအေးဆက်တိတ်ဆိတ်ပြီးထူထပ်လာတဲ့မြူနင်းတွေကြောင့်ရှေ့တစ်ထောင်စာတောင်မမြင်ရတော့အောင်မှောင်မိုက်နေပါတယ်။အဲ့ဒီလိုမြူတွေကြားတဲ့ရှောက်လန်းနေရင်ရုတ်တရက်ဆိုသလိုရှောင်းဖန်ရဲ့ဘေးမှာရှိနေတဲ့ဖုံးတော်ကြီးကအငွေ့ပြန်တယ်လို့မျိုးပျောက်ကွယ်သွားပါတယ်။ရှောင်းဖန်တယောက်ကြောက်ကြောက်လက်လက်နဲ့အော်ဟစ်ခေါ်ယူပေးမဲ့တောနက်ကြီးရဲ့ပဲ့တင်တန်ကလွဲလို့ဘာတန်မှပြန်မကြားရပါဘူးမြ။လူတွေကိုဖယ်ရှားဖို့သူ့ရဲ့မော်စွမ်းအားတွေကိုတုံးကြည့်ပေးမဲ့လေထူးခြားမလားပဲအခြေအနေကပိုပြီးတော့တောင်ထူးဆန်းလာပါတယ်။အဲ့ဒီအချိန်မှာပဲအနောက်ကနေတယောက်ကပခုံးကိုလာပုတ်လိုက်တဲ့အတွက်ရှောင်းဖန်ကလမ်းဖြန့်ပြီးချက်ချင်းတိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲအဲ့ဒါဟာဖုံးတော်ကြီးဖြစ်နေပါတယ်။ဖုံးတော်ကြီးကတော့အေးအေးဆေးဆေးပါပဲ။သူဟာမိစ္ဆာအသေးလေးတစ်ကောင်နောက်ကိုလိုက်သွားရင်လမ်းပြောက်သွားတာဖြစ်ကြောင်းနဲ့ဒီတောထဲမှာတခုခုထူးဆန်းနေပြီမို့တတိထားဖို့တတိပေးပါတယ်။ရှောင်းဖန်ကဖုံးတော်ကြီးလွတ်ကျသွားတဲ့လက်နက်ကိုကောက်ပေးရင်ဒီလက်နက်ကတာမန်မဟုတ်ဘူးပဲတကယ်ကိုတကိုးကြီးတဲ့စွမ်းအားတွေရှိနေတာပဲလို့မှတ်ချက်ပေးလိုက်ပါတယ်။ဖုံးတော်ကြီးကလည်းပြုံးပြီးမင်းကဂိုင်းကြီးရဲ့တပည့်ပြီးတပါပေးတဲ့ဒီလက်နက်ရဲ့တန်ဖိုးကိုမြင်တာပဲလို့ပြန်ပြောပါတယ်ဒီလက်နက်ရဲ့နာမည်က broken နဲ့မြေကြီးနဲ့တစ်သားတွေမှာရှိတဲ့တဘာဝစွမ်းရည်တွေကိုစုပ်ယူပြီးမိစ္ဆာတွေကိုတစ်ချက်တည်းနဲ့အမှုန့်ကျိတ်နိုင်တဲ့စွမ်းအားရှိတယ်လို့ဆိုပါတယ်ဒါကိုတက်တည်ပြဖို့ဖုံးတော်ကြီးကလက်နက်ကိုအသုံးချပြဖို့ကြိုးစားပေမဲ့ဘာမှဖြစ်မလာပဲအလုံးမလုပ်ခဲ့ပါဘူးသူတို့နှစ်ယောက်ဘာဖြစ်တာလဲလို့စဉ်းစားမရဖြစ်နေတော့မှပဲတောအုပ်ထဲကနေမိန်းကလေးတစ်ယောက်ရဲ့တာယာနာပျော်ဖွယ်ကောင်းတဲ့တခြင်းဆိုတန်လေးထွက်ပေါ်လာပါတယ်သူတို့နှစ်ယောက်အတန်လာရနောက်ကိုတိတ်တဆိတ်လိုက်သွားကြည့်လိုက်တဲ့အခါမှာတော့သူတို့ရှာနေတဲ့အမီသုံးချောင်းမိစ္ဆာမြေခွေးမလေးကိုတွေ့လိုက်ရပါတော့တယ်။သူမဟာသူမရဲ့ရင်ထဲကလွမ်းဆွေးမှုတွေကိုတခြင်းအဖြစ်ပြောင်းလဲပြီးနှစ်ပေါင်းများစွာခွဲခွာနေရတဲ့ချစ်ရသူအတွက်တီးဆိုနေတာပါ။သူမဟာနှစ်ပေါင်း3000တက်တန်းရှိတဲ့ရေတွင်းအိုကြီးနားမှာထိုင်နေရင်လာပြညမှာဒီရေတွင်းထဲကိုငုံကြည့်ရင်တောကတွေအကုန်ပြေပြောက်သွားမယ်ဆိုတဲ့စကားကိုယုံကြည်နေသူပါ။ဒါပေမဲ့သူမအတွက်တော့ဘာမှထူးမလာပဲပိုပြီးလွမ်းဆွေးနေရတာကိုတွေ့ရပါတယ်။အဲ့ဒီမှာပဲဖုံးတော်ကြီးကရှေ့ထွက်လာပြီးမင်းကမြို့ကိုဒုက္ခပေးနေတဲ့အမီသုံးချောင်းမိစ္ဆာမြေခွေးမလားလို့မေးလိုက်တဲ့အခါမင်းကလေးကဟုတ်တယ်ငါ့ကိုတက်ဖို့လာကြတာလားလို့အေးဆက်ဆက်အတန်နဲ့ပြန်မေးပါတယ်ဖုံးတော်ကြီးကတော့အချိန်မဆွဲပဲရှောင်းဖန်ကိုသူ့ကိုအမြန်ပြက်ရှင်းရမယ်လို့အမိန့်ပေးပြီးတိုက်ခိုက်ပါတော့တယ်ဒါပေမဲ့မိန်းကလေးကမြန်ဆန်လွန်းလာပါတယ်သူမကပန်းပွင့်ဖက်လေးတွေဖြစ်ပြောင်းလဲသွားပြီးရှောင်းဖန်ရဲ့နာနာလေးကိုကတ်ကာငါဆိုတဲ့တခြင်းရဲ့အတိတ်ပဲကိုနားလေရလားလို့တိုးတိုးလေးမေးလိုက်ပါတယ်ရှောင်းဖန်လန့်ပြီးပြန်တိုက်ခိုက်လိုက်ပေမဲ့သူမကအငွေ့ပြန်တယ်လို့ထပ်မံပြောက်ကွယ်သွားပြန်ပါတယ်နင်တို့ကငါ့ကိုဘာလို့လာနောက်ဆက်နေတာလဲငါနင်တို့ကိုဘာဒုက္ခပေးလို့လဲလို့သူမကမေးတဲ့အခါဖုံးတော်ကြီးကမင်းကြောင့်မြို့ကလူတွေကြောက်လန့်နေရပြီလို့ဒေါသကြီးပြန်ပြောပါတယ်အဲ့ဒီအခါမှာတော့မိန်းကလေးကလှောင်ပြုံးပြုံးပြီးသူမရဲ့မိစ္ဆာဆွမ်းအားတွေနဲ့ဖုံးတော်ကြီးကိုတိုက်ခိုက်ပါတော့တယ်တစ်ဖက်မှာလည်းရှောင်းဖန်သားကိုကတ်လာပြီးသူမရဲ့ဆွဲဆောင်မှုမော်စစ်တာချင်မာရဲ့ကိုတုံးပြီးရှောင်းဖန်ရဲ့နှလုံးသားကိုထိုးပေါက်ကြည့်လိုက်ပါတယ်ပြီးတော့သူမကရှောင်းဖန်ကိုစားနောက်တဲ့အမူအရာနဲ့ပြခေါ်လိုက်တာကနေရဲ့နှလုံးသားထဲမှာမိန်းကလေးတစ်ယောက်ရဲ့ပုံရိပ်ကြီးကြီးမားမားရှိနေတယ်။နေသူ့ကိုအယမ်းချစ်နေပေမဲ့တခုခုကိုကြောက်နေလို့ဝင်မခံရဲတာမဟုတ်လားတဲ့ရှောင်းဖန်ရဲ့မျက်နှာကတော့အဲ့ဒီစကားကြောင့်ထိတ်လန့်တုန်လှုပ်သွားပါတော့တယ်။မိစ္ဆာမလေးရဲ့နှက်ခမ်းပြားကထွက်ပေါ်လာတဲ့လှောင်ရဲ့အတန်ဟာတိတ်ဆိတ်နေတဲ့တောအုပ်တစ်ခုလုံးကိုတုန်ခါသွားစေပြီးအေးဆက်ဆက်အငွေ့သက်တွေကရှောင်းဖန်ရဲ့ရင်ထဲအထိအနဲ့ထိုးသလိုထိုးဖောက်ဝင်ရောက်သွားပါတယ်။သူမကရှောင်းဖန်ရဲ့မျက်လုံးတွေကိုတေချာစိုက်ကြည့်ရင်မင်းရဲ့နှလုံးသားထဲကအမှန်တရားကိုမင်းကိုယ်တိုင်တောင်ဖုံးကွယ်ထားခြင်းလားမယုံရင်တော့ဟောဒီကနှစ်ပေါင်း3000တက်တန်းရှိတဲ့ရှေးဟောင်းရေတွင်းအိုကြီးတဲကိုသာငုံကြည့်လိုက်စမ်းပါအဲ့ဒီရေပြင်ပေါ်မှာမင်းရဲ့ကံကြမ္မာနဲ့မင်းချစ်ဆုံးမင်းကလေးရဲ့ပုံရိပ်ကအဖြေပေးပါလိမ့်မယ်လို့ရင်းနှင်းစရာကောင်းတဲ့အတန်နဲ့ညှို့ယူလိုက်ပါတယ်တစ်ဖက်မှာတော့ဖုံးတော်ကြီးဟာသူ့ကိုဝိုင်းထားတဲ့မြေခွေးဝိညာဉ်တွေကြားမှာအသေးအတန်ရုန်းကန်နေရပြီးရှောင်းဖန်ကိုအချိန်ချင်းအော်ခေါ်နေပေမဲ့လည်းရှောင်းဖန်ကတော့မိစ္ဆာမလေးရဲ့မော်စွမ်းရင်ထဲမှာလုံးဝနှိမ့်မွန်းနေခဲ့ပါပြီသူဟာတတိလက်လွတ်ဖြစ်နေတဲ့ခြေလမ်းတွေနဲ့ရေတွင်းအိုကြီးနာကိုတရွေ့ရွေ့တိုးကပ်သွားပြီးရေပြင်ပေါ်ကိုငုံကြည့်လိုက်တဲ့ခဏမှာပဲသူမြင်လိုက်ရတဲ့ပုံရိပ်ကြောင့်ရှောင်းဖန်ရဲ့ကဘာကြီးတစ်ခုလုံးရက်တန့်သွားတယ်လို့ခံစားလိုက်ရပြီးကြောက်ရွံ့တရုပ်လိုစွန့်မြင်တက်သွားရပါတော့တယ်အဲ့ဒီအချိန်မှာပဲပြည်အောင်ကလျှက်တစ်ပြက်ရောက်ရှိလာပြီးရှောင်းဖန်ကိုအတင်းဆွဲလဲလိုက်လို့သာအသက်ရှူမလူနီးပါဖြစ်နေတဲ့မော်ဝင်မှုတွေပြည့်သွားခဲ့ပါတယ်အချိန်ကိုက်မှာပဲဖုံးတော်ကြီးကလည်းသူ့ရဲ့ broken ဆိုတဲ့နက်ဖျားလက်နက်ကိုစွမ်းအားကုန်သုံးလိုက်တာကြောင့်မိစ္ဆာမလေးဟာတွေးအံပြီးအဝေးကိုလွတ်ဆင်သွားပါတယ်ဒါပေမဲ့ဖုံးတော်ကြီးကပြည်အောင်ကိုမြင်သွားတဲ့အခါမှာတော့ဒီမိန်းကလေးကမိစ္ဆာတစ်ယောက်ပဲသူကဟိုမိစ္ဆာမြေခွေးမနဲ့ပူပေါင်းနေတာလားဆိုပြီးတန်တရားဝင်ကတိုက်ခိုက်ဖို့ပြင်ပါတော့တယ်ရှောင်းဖန်ကတော့အမှန်တရားနဲ့တန်ရောစင်ကြားမှာဗျာများရင်းပြည်အောင်ကိုအတင်းကာကွယ်ပေးခဲ့ရပါတယ်မိစ္ဆာမလေးကဒဏ်ရာတွေနဲ့ပြန်ထလာပြီးကဲပြောစမ်းပါဦးရှောင်းဖန်ရေတွင်းထဲမှာဘသူကိုမြင်ခဲ့ရတယ်လဲနင်းချစ်နေတဲ့သူကမိစ္ဆာတယောက်ဆိုတာနင်းသိလိုက်ပြီမလားလို့ထိုးနှက်လိုက်ပါတယ်သူမကရှောင်းဖန်ဟာမိစ္ဆာဖြစ်တဲ့ပြည်အောင်ကိုချစ်နေတာဖြစ်လို့သူတို့ဘက်ကရက်တီပေးလိုက်မယ်လို့မျှော်လင့်နေတာပါဒါပေမဲ့ရှောင်းဖန်ကတော့သူ့ရဲ့ခံစားချက်ကိုမျိုးသိပ်ထားပြီးနှုတ်ဆက်နေခဲ့ပါတယ်နင်းကန်ကြမ္မာကိုဘလောက်ပဲညှင်းဆန်နေပါစေနေ့ရဲ့နှစ်ဖူးမှာရေးမှတ်ထားပြီးသားနာကျင်စရာကံကြမ္မာကိုတော့နင်းဘယ်တော့မှကြော်လွှားနိုင်မှာမဟုတ်ဘူးလို့မိန်းကလေးကပြောနေတော့မှပဲဖုံးရှမ်းကြက်ဝမ်းကကြင်ကြံသူတွေရောက်လာပြီးမိစ္ဆာမလေးကိုအမျိုးတကြီးနဲ့ထပ်မံတိုက်ခိုက်ပါတော့တယ်
ဒီနေ့တော့ငါရဲ့ချစ်သူကိုနာကျင်အောင်လုပ်ခဲ့တဲ့နင်တို့ဂိုင်းတစ်ခုလုံးကိုအရှင်လက်လက်မြေမြုပ်ပစ်မယ်လို့အော်ဟစ်ရင်းမိစ္ဆာမလေးဟာကူတစ်ခုတည်းကိုပြေးဝင်သွားပါတယ်အားလုံးလည်းသူမနောက်ကိုလိုက်ဝင်သွားကြပေမဲ့အထဲမှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့နဂါးဝိညာဉ်ကြီးကစောင့်ကြိုနေပါတယ်နဂါးကြီးရဲ့အရှိန်ဝါကအယမ်းတန်မာလွန်းလို့ခြိုင်ဝမ်ကကြင်ကြံသူတွေတွေးအိမ်ထဲလဲကုန်ကြပါတယ်ရှောင်းဖန်တို့အဖွဲ့ရောက်လာချိန်မှာတော့နဂါးကြီးကပြည့်အောင်ကိုအတိကထားပြီးဝါမျိုးဖို့ကြိုးစားပါတယ်ဒါကိုရှောင်းဖန်ကသူ့ရဲ့တောင်ဝေးစွမ်းအားနဲ့အတင်းခုခံပြီးနဂါးကိုအားနှဲသွားအောင်တိုက်ထုတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဇလန်းကဒီမာတင်မပြီးသေးပါဘူးမမျော်လင့်ပဲမြေအောက်ကဘာကကြီးမားလာတဲ့မိစ္ဆာကြီးတစ်ကောင်ထပ်မံထွက်ပေါ်လာပြီးသူ့ရဲ့ရွှေရှာကွယ်ကောင်းတဲ့လက်တံကြီးတွေနဲ့ပြည်အောင်ကိုဖမ်းဖို့လုပ်ပါတယ်ရှောင်းဖန်ဟာကိုယ့်တက်ကိုယ်တော်ပတာနာမထားပဲပြည်အောင်ကိုဘေးကိုတွန်းထုတ်ပြီးကဲတင်လိုက်ပေမဲ့သူကိုယ်တိုင်ကတော့အဲ့ဒီလက်တံကြီးတွေရဲ့ရစ်ပတ်ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်ရှောင်းဖန်ကသူ့တောင်ဝေးကိုလက်တံတစ်ခုပဲထိုးသွင်းပြီးစွမ်းရည်တွေကိုစုပ်ယူဖျက်ဆီးဖြစ်ပေမဲ့နောက်ထပ်လက်တံတစ်ခုကသူ့ကိုမှောင်မိုက်လာတဲ့အမောင်ထုတဲ့ကိုဆွဲခေါ်သွားပါတော့တယ်ရှောင်းဖန်တတိပြန်ရလာတဲ့အခါမှာတော့သူဟာမီးလျံတွေတောက်လောင်နေတဲ့ချော်ရည်ပူကန်ကြီးတွေရဲ့ဘေးမှာရောက်နေပါတယ်မိစ္ဆာကြီးကသူ့ကိုစားဖို့ပစက်နာကိုဆွဲယူနေတော့မှပဲရှောင်းဖန်ကနောက်ဆုံးလက်ကျန်ဆွမ်းအားတွေကိုစူးစီးပြီးရုံးထွက်ကမိစ္ဆာကြီးကိုချော်ရည်ကန်နဲ့ကန်ချလိုက်ပါတယ်သူကိုယ်တိုင်လည်းချော်ရည်ကန်ဘေးကထူးဆန်းတဲ့ခရစ်စတယ်ကြောက်တုံးတွေကြားမှာအမော်တကောနားနေတော့မျက်စိတမိတ်တွင်းမှာပဲသူ့ရှိမှာတကိုးဆွမ်းအားကြီးမှလာတဲ့အမီး6ချောင်းမိစ္ဆာမြေခွေးကြီးပေါ်လာပါတော့တယ်ဒီမိစ္ဆာကြီးကရှောင်းဖန်ကိုအေးဆက်လာတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ရင်ငါရဲ့နေမြေတဲ့အထိတတိရှိရှိခြေချပြီးငါကိုတတ်ဖို့လာတဲ့လူကမင်းလားလို့မေးလိုက်တဲ့အခါမှာတော့ရှောင်းဖန်ရဲ့ကံကြမ္မာဟာတေချင်းတရားနဲ့ရင်ဆိုင်ရတော့မှလားဒါမှမဟုတ်မမျှော်လင့်ထားတဲ့အပြောင်းလဲတွေဖြစ်လာဦးမှလားဆိုတာနောက်ထပ်စိတ်လှုပ်ရှားစရာအပိုင်းမှာဆက်လက်ဆောင်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာမိတ်ဆွေတို့ရေရှောင်းဖန်တယောက်ရေတွင်းထဲမှာမြင်ခဲ့ရတဲ့ပုံရိပ်ကဘယ်သူဖြစ်မလဲဆိုတာရောခံမှန်းမိကြလားခါမမှာဝင်ရောက်ဆွေးနွေးသွားကြပါဦးအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ movie recap တွေကိုအမြဲကြည့်ချင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးတော်နောက်ပိုင်းမှာပြန်တွေ့ကြမယ်တရာ